ပြည်ဦးလင်လာမေကတရဖို့ကို3500နဲ့ဝယ်လိုက်တယ်ဆိုတဲ့အတွင်းသတင်းထွက်ပေါ်လာမေဆွနီပါမြန်မာပြင်ပွဲကြီးကတော့ပြီးဆုံးသွားခဲ့ပါပြီမေဆွနီပါစုကိုရရှိသွားတာကတော့ပြည်ဦးလင်အလာမေမျက်နှာဆိုပဲဖြစ်ပါရီဂျိုင်မဲတဲ့ခုချိန်မှာတော့ပြည်ဦးလင်အလာမေကခရောင်းကို3500နဲ့ဝယ်လိုက်တယ်ဆိုတဲ့အတွင်းသတင်းတွေထွက်လာတာပါအထူးသဖြင့်မေဆွနီပါမြန်မာရဲ့စုကိုရရှိသွားတဲ့အလာမေတွေဟာညှတမ်းမှုမရှိဘူးဆိုပြီးတော့သတင်းတွေထွက်လာတာဖြစ်ပါရီအစောပိုင်းမှာတော့မေဆွနီပါမြန်မာအလာမေဖြစ်လာနိုင်သူကချင်းတိုင်းရင်သူလေးနာနာဖြစ်တယ်ဆိုပြီးတော့ထင်သေးပေးနေကြတာပါအလာမေနာနာဟာချင်းတိုင်းရင်သူဖြစ်ကမိသားစုနဲ့အတူအမေရိကန်နိုင်ငံမှာခြေချနေထိုင်တာဖြစ်ပါရီဒါပေမဲ့လည်းအင်တာနက်ဆိုရှယ်မီဒီယာတွေထက်မှာနာနာရဲ့ချစ်စရာကောင်းတဲ့ပုံစံကြောင့်မေဆွနီပါမြန်မာဖြစ်လာရင်ကောင်းပါပဲလို့ပရိသတ်တွေကတောင်းဆိုကြတာပါနာနာကိုယ်တိုင်ကလည်းသူမကမေဆွနီပါဖြစ်ချင်လို့မြန်မာနိုင်ငံကိုပြန်ကမေဆွနီပါမြန်မာ2025ပြိုင်ပွဲကိုဝင်ပြိုင်မယ်လို့သိပေးခဲ့တာဖြစ်ပါရီအချိန်တွေကမေဆွနီပါမြန်မာစုဟာနာနာအတွက်ဖြစ်မယ်လို့ထင်ကြေးပေးကြတာပါနာနာကအမေရိကန်နိုင်ငံမှာနေထိုင်တာမလို့အင်္ဂလိပ်စကားကိုကျမ်းကျင်စွာပြောနိုင်တယ်လို့ထက်မြက်သွက်လက်တဲ့အရေးချင်းကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါရီဒါကြောင့်လည်းနာနာကမေဆွနီပါမြန်မာ2025ဖြစ်လာမယ်လို့ပရိသတ်တွေကယူဆခဲ့ကြတာပါဒါပေမဲ့လည်းပြုံးလင်လာမင်းမျက်နာစုကနာနာကိုကြော်လွန်ကတရက်ဖို့သိမ့်ပိုက်နိုင်ခဲ့တာပါတကယ်ဆိုရင်ပြုံးလင်လာမင်းဟာအရက်ရှိကအလားတရားရှိပေမဲ့လည်းအင်္ဂလိပ်စကားကိုတော့ကျမ်းကျင်စွာမပြောနိုင်ပါဘူးအမေပြေကဏ္ဍမှာလည်းအင်္ဂလိပ်စကားကိုအလွတ်ချက်ကဖြေခဲ့တာဖြစ်ပါရီဒါပေမဲ့လည်းနာနာကတော့နိုင်ငံခြားမှာနေထိုင်ခဲ့သူဖြစ်အကောင်ဆုံးဖြေဆိုနိုင်ခဲ့တာပါဒါပေမဲ့လည်းတကယ်တမ်းမစ်ဆွနီပါစုကိုရရှိသွားတာကတော့ပြည်ဦးရင်အလားမယ်မြိတ်နာစုဖြစ်ကနာနာကတော့ဒုတိယစုနဲ့သာကျင်းနေကြတာဖြစ်ပါရီဒါကြောင့်လည်းမစ်ဆွနီပါမြန်မာ2025ရဲ့စုပေးမှုကိုဝေဖန်ကြတာပါနိုင်ငံတကာမှာအင်္ဂလိပ်စကားနဲ့ပြောရမယ့်ချိန်စာချက်တလို့အတန်ထွက်မကောင်းတဲ့သူကိုရွှေ့လိုက်လို့လေအတော်လေးကိုမှဝေဖန်ကြတာပါအချို့သောသတင်းတွေကပြည်ဦးလင်လာမယ်ဟာတရက်ဖို့ကိုငွေ3500နဲ့ဝယ်လိုက်တယ်လို့ဆိုပါရီဒါပေမဲ့လည်းသတင်းကအတိအကျခိုင်မာမှုမရှိပါဘူးဒါပေမဲ့မစ်ဆွနီပါမြန်မာရဲ့စုပေးမှုကဝေဖန်ခြင်းစရာဖြစ်နေတာတော့အမှန်ပါပဲအထူးသဖြင့်မစ်ဆွနီပါမြန်မာမှာနာမည်ကြီးနေတဲ့ခင်နာဆိုးကလည်းစင့်30နဲ့ကျင်းနေလိုက်ရတာဖြစ်ပါတယ်ဒါပြင်မစ်ဆွနီပါမြန်မာစုတွေနာနာနဲ့လက်ချင်းချရမယ်လို့ထင်ကြေးပေးခံနေရတဲ့ပသိမ်ကိုစားပြိုလာမင်းရန်ဟာတော်တန်းနဲ့သာကျင်းနေခဲ့ရတာပါဒါပေမဲ့လည်း LGBT လာမင်းမျိုးကုတ်ကိုစန်းကတော့တော့စစ်တီရခဲ့တာပါဒါပြင် question and answer မှာခွင့်ခဲ့တဲ့မစ်ဆွနီပါမြစ်ကြီးနားကလည်းတော့စစ်တီပါလာပါတယ်အင်္ဂလိပ်စကားကိုကျန်းကျင်ပိုင်းနဲ့စွာပြောနိုင်သလိုတွက်လက်ချက်မြတ်တဲ့မစ်ဆွနီပါဟာခါလာမင်းနာနာကတော့စာချက်ထားသလိုအင်္ဂလိပ်တန်ထွက်မပြီးတဲ့မစ်ဆွနီပါပြည်ဦးလင်လာမယ်မျက်နာစုကိုမရှင်းနိုင်ဘဲနဲ့ဒုတိယနဲ့သာကျင်းနေကြရတာဖြစ်ပါရီဒါကြောင့်လည်းမများကြတဲ့ရှာလက်ထွက်ခဲ့တဲ့မစ်ဆွနီပါမြန်မာ2025ပြိုင်ပွဲဟာငွေနဲ့ဝယ်ကြတဲ့ပြိုင်ပွဲဖြစ်နေရလားဆိုပြီးတော့ထင်ကြေးပေးနေကြတာပါအချို့သတင်းတွေကပြည်ဦးလင်လာမယ်ဟာတရက်ဖို့ကို3000နဲ့ဝယ်လိုက်တယ်ဆိုတဲ့သတင်းတွေပြန့်နှံ့လာတာဖြစ်ပါရီအထူးသဖြင့်မစ်ဆွနီပါမြန်မာလာမယ် National Data ဒေါ်စောယူဝေ MUN လိုင်စင်ကိုကင်တွယ်တာဒီနေ့နောက်ဆုံးဖြစ်လို့ငွေရှားသွားတာဖြစ်တယ်လို့ဆိုပါရီနောက်နေ့မှာတော့မစ်ဆွနီပါမြန်မာပွဲကိုဒိုက်တာထူးဝက်လင်ကကြိုက်တယ်မေးဆိုပြီးတော့သတင်းတွေထွက်နေတာပါဒေါ်စောယူဝေကတော့ပြူလင်လာမယ်ကိုရွေးချယ်ခဲ့တဲ့နဲ့ပတ်သက်လို့လူတွေကစင်ပေါ်မှာခဏလေးရှင်းပြနေတာသာမြင်ပြီးစီအောင်မှာကင်မရာနောက်ွယ်ကအလှမေတွေရဲ့အရေးချင်းတွေချစ်စရိုက်တွေကိုမသိနိုင်ကြောင်းသူမအနေနဲ့မစ်ဆွနီပါမြန်မာ organization တွေအကောင်းဆုံးတစ်တော်ဆုံးလူကိုရွေးချယ်ခဲ့တာပါလို့တုံ့ပြန်ခဲ့ပါရီပရိသတ်တရားရောမစ်ဆွနီပါပွဲတက်ဖို့ရသွားတဲ့မျက်နှာဆိုဟာထိုက်တယ်မှုရှိသလားဆိုတာပြောခဲ့ပေးပါအောင်ရှင်